DVB ရုံးတဲ့ကြားပေးတယ်များခင်ဗျာဒီကနေ့ကျွန်တော်တို့ DVB Studio တွေကိုဖိတ်ခေါ်ထားသူကတော့ဆလိုင်းငုံကျုံးလျံဖြစ်ပါတယ်ဆလိုင်းငုံကျုံးလျံဆိုလို့ရှိရင်ဥပဒေသိပ္ပံပါတကူပွဲရရှိထားသူဖြစ်ပါတယ်သူနဲ့ပေါ့လေဒီအခုဖြစ်ပေါ်နေတဲ့ဟလာ ICC နိုင်ငံတကာ Criminal Code ကိုပေါ့နော်နိုင်ငံတကာတရားရုံးကိုတင်ဖို့မြန်မာစစ်ကောင်းဆောင်တွေကိုဟိုတောင်းဆိုနေတဲ့အပိုင်းတွေပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မြင်မြန်သွားမှာဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါဆလိုင်းငုံကျုံးလျံခင်ဗျာဟုတ်ကဲ့ပါဆိုတော့အခုက ICC ဖြစ်နေတာပေါ့နော်ဒီ ICC ကိုဟိုဗိုလ်ချုပ်မင်းမင်းအောင်လှိုင်ပါဝင်6ဦးကိုဟိုတင်သင့်တယ်လို့ဒါပြောနေတဲ့အပိုင်းတွေပေါ့နော်အဲ့ဒီပိုင်းနဲ့ပတ်သက်ပြီးတော့ပထမဆုံးပေါ့ဒီပိုင်းမပြောခင်မှာ ICC ဆိုတာဘာလဲပေါ့နော်အဲ့ဒါလေးကိုအရင်ရှင်းပြပါလားခင်ဗျာဟုတ်ကဲ့ ICC ဆိုတာဒီကမ္ဘာကုလသမဂ္ဂကနေ2000နှစ်ပိုင်းနောက်ပိုင်းမှာဖွဲ့ထားတဲ့နိုင်ငံတကာဒီဇာဇဝတ်မှုတွေပေါ့နော်genocide တို့ crime against humanity တို့ war crime တို့ ethnic cleansing တို့အဲ့ဒီဟာတွေနဲ့ပတ်သက်ပြီးတော့တရားစီရင်နိုင်ဖို့ဖွဲ့ထားတဲ့အဖွဲ့တစ်ခုဖြစ်ပါတယ်အဲ့လိုဖွဲ့နိုင်ဖို့အတွက် Roma Brinyan ဆိုတဲ့Brinyan တစ်ခုရှိပါတယ်အင်္ဂလိပ်လိုပြောရင် Rome Statute ပေါ့အဲ့ဒါကိုလက်ခံတဲ့အဖွဲ့တွေပေါ့ဒီနိုင်ငံပေါင်း130လောက်ရှိပါတယ်အဲ့ထဲမှာကျွန်တော်တို့မြန်မာနိုင်ငံလက်မခံပါဘူးဥပမာအမေရိကန်နဲ့လက်မှတ်ထိုးတာလက်မှတ်မထိုးပါဘူးဟုတ်ကဲ့ပါလက်မှတ်လည်းမထိုးဘူးအဲ့ဒါဟိုအင်္ဂလိပ်လိုပြောရင် rectify ပေါ့နော်ဟို rectify လည်းမလုပ်ထားပါဘူးအဲ့တော့လက်ခံလို့ရှိရင်အဲ့ဒီမှာပါတဲ့ခုနပြောတဲ့ပြစ်မှုကြီး၄ခုပေါ့နော်ကျူးလွန်တဲ့လူတွေအဲ့မှာတရားစွဲလို့ရတဲ့ဟာဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာအခုဆိုလို့ရှိရင်ပေါ့နော်ဒီလမကုံနေလေးတင်ပေါ့နော်ဒီကုလသမဂ္ဂရဲ့လူခွင့်ကောင်စီကနေပြီးတော့ဒီဗိုလ်ချုပ်မင်းမင်းလိုင်ပါဝင်6ဦးဒါဒီရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ICC တင်သင့်တယ်လို့သူတို့ကဟိုစီကံစာထုတ်ပြန်ထားတာပေါ့လေတော့အဲ့ဒီကိစ္စကရောတကယ်ကောပေါ့နော်အဲ့ဒီဥစ္စာတွေကအချက်လက်တွေမှန်လားဘယ်လိုသဘောရလဲခင်ဗျာဟုတ်ကဲ့ဆရာဒီလူခွင့်ရေးကောင်စီရဲ့ဟိုလွတ်လပ်တဲ့အဖွဲ့စီကနေတင်ပြတဲ့အစာနဲ့ ICC နဲ့ကျွန်တော်တို့ခွဲဖို့လိုပါတယ် ICC ကလွန်ခဲ့တဲ့2လ3လကလေးကနေ ICC မှာလုပ်နေတဲ့ဒီဆွဲချဟိုရှင်းနေပေါ့နော် prosecutor ပေါ့အင်္ဂလိပ်လိုပြောရင်သူကနေဒီဘင်္ဂလီတွေလူ9သိန်းကျော်လောက်ဘင်္ဂလားဒေ့ရှ်ကိုရောက်သွားတဲ့ကိစ္စဟာနိုင်ငံတကာပြစ်မှုရောက်ပါတယ်ဆိုပြီးတော့ဒီ ICC ရဲ့3ပါးထိုင်တရားသူကြီးဌာနကိုစာတင်ထားတာရှိတယ်အဲ့ဒီဟာကို ICC 3ပါးထိုင်တရားသူကြီးကနေဘင်္ဂလားဒေ့ရှ်နဲ့မြန်မာအစိုးရကိုသူတို့ရဲ့ရှုမြင်သုံးသပ်ချက်ကိုပို့ပေးပါဆိုပြီးတော့တောင်းထားတယ်အဲ့တော့ဘင်္ဂလားဒေ့ရှ်ကပို့တယ်ဒါပေမဲ့မြန်မာနိုင်ငံက ICC အဖွဲ့ဝင်မဟုတ်တော့မပို့ဘူးဒါပေမဲ့ဩဂတ်စ်လ10ရက်နေ့ထင်ပါတယ်ကျွန်တော်အမှတ်မှားဘူးဆိုလို့ရှိရင်အစိုးရထုတ်ပြန်ချက်တစ်ခုထုတ်တယ်အဲ့ဒီကြားမှာဘာဖြစ်လဲဆိုတော့ဒီတင်နင်ကဗျူဟာကနေအာမီကာကျူရီဆိုတဲ့တရားရုံးရဲ့မိတ်ဆွေများအနေနဲ့ပေါ့နော်မြန်မာပြည်မှာဒီကိစ္စဘာကြောင့်ဖြစ်လဲဆိုတော့တင်ပြီးတော့ဇူလိုင်လ29ရက်နေ့မတိုင်ခင်မှာတင်တယ်ဒါပေမဲ့ဒီဩဂတ်စ်လအစပိုင်းမှာ ICC ကနေပြန်ပြောတာခင်ဗျားတို့က16ရက်နေ့အမီမတင်ဘူးနောက်ပြီးတော့ခင်ဗျားတို့တင်တဲ့ဟာတွေကနိုင်ငံရေးဟိုပါပေါ့လူမှုရေးတမိုင်းကျောင်းတွေပဲဥစားပေးတယ်ဥပဒေကျောင်းနဲ့မဆိုင်ဘူးအဲ့ဒါကြောင့် ICC 3ပါးထိုင်တရားသူကြီးကနေအဲ့ဒါကိုမှတ်တမ်းတင်ပေမဲ့လက်မခံဘူးဆိုတဲ့ဟာကိုထုတ်ပြန်ထားတယ်တစ်ဖက်မှာလည်းပဲဒီခုနဆရာပြောတဲ့ဒီ Human Rights Council ကနေ3ဦးကိုတာဝန်ပေးပြီးတော့ဒီကိစ္စကိုသူတို့စုံစမ်းစစ်ဆေးလုပ်ခိုင်းပါတယ်သူတို့စာတမ်းကစာမျက်နှာ20ရှိတယ်ကျွန်တော်ဖတ်ကြည့်ပါတယ်ဖတ်ကြည့်တော့80ရာခိုင်နှုန်းလောက်ကဟိုပါပေါ့အင်္ဂလိပ်လိုပြောရင် hearsay ပေါ့ဒီတဆင့်စကားတဆင့်ယူပြီးတော့အဲ့ဒီဟာတွေကိုဟိုပါပေါ့အမှုတင်ထားတဲ့ဟာဖြစ်တယ်ဒါပေမဲ့ဒီဟာက ICC နဲ့မဆိုင်ပါဘူးသူတို့က UN Security Council ကနေဒီဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်တပ်မတော်ခေါင်းဆောင်တွေသူတို့တင်ထားတဲ့လူတွေပေါ့နော်နာမည်ပေးထားလူတွေကိုအရေးယူနိုင်ဖို့အတွက် ICC ကနေလုံခြုံရေးကောင်စီကိုတင်ပေးဖို့ဖိအားပေးတဲ့ဟာဖြစ်ပါတယ်လုံခြုံရေးကောင်စီကိုပြောပြီးတော့ ICC ကနေတဆင့်ဒီဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်သူတို့အရေးယူပေးဖို့တိုက်တွန်းတဲ့စာဖြစ်ပါတယ်အမှုဆင်တဲ့စာမဖြစ်ပါဘူးICC တင်မယ်လို့ဖြစ်တာပေါ့နော်တင်မယ်လို့ဖြစ်တဲ့ခါကျတော့ဟိုဘူးတော့စကားတွေပြောနေရတာပေါ့ဆိုတော့ဒီ ICC ကိုတင်တဲ့တခြားပေါ့နော်ရှေ့မှာနိုင်ငံတွေဟိုဖြစ်ပျက်တွေပေါ့ကမ္ဘာမှာဖြစ်ခဲ့ဘူးသလား ICC တင်ခဲ့တဲ့ process ပေါ့နော်တင်တဲ့ process ကရောဘယ်လိုအခြေအနေရှိလဲဟုတ်ကဲ့ဒီကျွန်တော်တို့အရှိမပေါ့နော်ဒီရဝမ်ဒါမှာဖြစ်တဲ့ကိစ္စကမ်ဘောဒီးယားမှာဖြစ်တဲ့ကိစ္စယူဂိုစလာဗီးယားမှာဖြစ်တဲ့ကိစ္စ
ရှီရာလုံးမှာဖြစ်တဲ့ကိစ္စနောက်ပြီးတော့လေဘနွန်မှာဖြစ်တဲ့ကိစ္စဖြစ်ရကြီး9ခုရှိခဲ့မှုပါတယ် ICC မှာတချို့ဟာတွေက UN Security Council ကနေ ICC ကနေ UN Security Council ကိုတင်ပြပြီးတော့UN Security Council ကနေဆုံးဖြတ်ချက်ချပြီးတော့ဒီကိစ္စကိုကင်တွယ်တင်တယ်ပေါ့ဘာလို့ဆို UN Security ICC အဖွဲ့ဝင်မဟုတ်ပေမဲ့ကျွန်တော်တို့ကUN အဖွဲ့ဝင်ဖြစ်တော့ Security Council ကဒါလုပ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကမဖြစ်မနေလိုက်နာရမှာဖြစ်ပါတယ်အဲ့တော့ဒါမျိုးကိုအခုကဒီ prosecutor ရုံးကနေစူးစမ်းနေတာဖြစ်ပါတယ်တစ်ဖက်မှာလည်းဥမာဆိုကမ်ဘောဒီးယားတို့ဒီဆီရာလုံးတို့မှာဖြစ်တဲ့ကိစ္စတွေကသူ့နိုင်ငံရဲ့လွှတ်တော်ကနေဒီကိစ္စတော့နိုင်ငံတကာကနေစုံစမ်းစစ်ဆေးမှုတွေအရေးယူမှုတွေလုပ်တဲ့နေဆိုပြီးတော့ဥပဒေပြဋ္ဌာန်းလို့ Security Council ရဲ့သဘောတူညီချက်နဲ့လုပ်တဲ့ဟာရှိပါတယ်အဲ့တော့ကျွန်တော်အမြင်မှာတော့ကျွန်တော်တို့တိုင်းပြည်ရဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့ဒီလွှတ်တော်ကနေအဲ့ဒါမျိုးဟိုပါပေါ့ရခိုင်ကိစ္စနဲ့ပတ်သက်ပြီးတော့တပ်မတော်ခေါင်းဆောင်တွေရဲ့အရေးယူဖို့အဆိုပြုတာမျိုးတော့လုံးမယ်လို့မထင်ပါဘူးနံပါတ်1အဲ့တော့အဲ့ဒီလမ်းကြောင်းကပိတ်သွားတယ်လုံခြုံရေးကောင်စီကနေမြန်မာကိုအရေးယူဖို့ဆိုတာလည်းတော်တော်ခက်ပါတယ်ဘာလို့လဲဆိုတော့ခက်တာလဲဆရာဘာလို့လဲဆိုတော့ဥမာဂျီနိုဆိုက်ဆိုလို့ရှိရင်ဟိုဂျီနိုဆိုက်နဲ့အမှုဆွဲရင်ဒီ9သိန်းကမြန်မာပြည်ပြန်လာဖို့မရပါဘူးပြန်လာလို့မရပါဘူးဆိုဂျီနိုဆိုက်အလုတ်ခံနေရတဲ့နေမီကိုပြန်ပုတ်ဖို့ဆိုတာအဲ့ဒါနိုင်ငံတကာအမှားဖြစ်မယ် crime against humanity လည်းအဲ့ဒီတိုင်းဖြစ်မယ် war crime ဆိုလည်းအဲ့ဒီတိုင်းဖြစ်မယ်စစ်မဲ့ဥပဒေကျူးလွန်နေတဲ့တိုင်းပြည်ကိုဒီ9သိန်းကိုပြန်ပို့ပါဆိုတော့ ICC ကဆုံးဖြတ်ချက်ချရင်ဒီလူတွေကိုတေတွင်းကိုပို့တယ်လို့ဖြစ်သွားမယ်အဲ့ဒါကြောင့်ဒီ ICC ရဲ့ prosecutor office ကလိမ္မာပါနတ်စွာနဲ့ဒီလူတွေကိုအတင်းကျပ်မောင်းထုတ်တယ်အဲ့တော့မောင်းထုတ်တဲ့လူကိုပြန်ပို့ဖို့ပေါ့9သိန်းကိုမြန်မာပြည်ပြန်ရောက်ဖို့လမ်းကြောင်းကနေသူတို့ရှာနေတယ်လို့ကျွန်တော်ဆရာပြောတဲ့သဘောဆိုလို့ရှိရင်ဒီ ICC ကိုဗမာပြည်ကိုတကယ်တင်ဖို့တဲ့ကိုပေါ့နော်ဒီလူ9သိန်းကိုဗမာပြည်ကိုပြန်ရောက်စေချင်တာအဓိကအချက်လို့ပြောချင်တာအဲ့ဒါတော့ကျွန်တော်အဲ့ဒီ prosecutor office ရဲ့ဟိုပေါ့တင်ညင်းခုန်ချက်ပေါ့နော်တင်တဲ့ဟာကိုကြီးလိုက်တဲ့ခါကျရင်ဥပဒေသမားအနေနဲ့ကျွန်တော်အဲ့လိုပဲမြင်တယ်ဂျီနိုဆိုက်မဟုတ်ဘူး crime against humanity မဟုတ်ဘူး war crime မဟုတ်ဘူး ethnic cleansing လည်းမဟုတ်ဘူးအတင်းကျပ်မောင်းထုတ်တယ်အဲ့တော့အတင်းကျပ်မောင်းထုတ်ပါနဲ့တော့သူ့ကိုပြန်လက်ခံလိုက်ပါဆိုတဲ့သဘောကနေ ICC မှာသူတို့အမှုစစ်နေတာဖြစ်တယ်နောက်ပြီးတော့ဆရာတခု ICC ရဲ့သူ့ရဲ့လှုပ်ထုံလုံးလေးက3ပါးထိုင်ရှိတယ်အဲ့ဒီမှာအဲ့ဒါ pre-trial အခုမစသေးဘူးနောက်ပြီးတော့အဲ့ pre-trial ကနေ trial ကိုသူတို့ပို့လိုက်မယ်ပို့ပြီးရင် trial မှာ5ပါးထိုင်ရှိတယ် trial မှာဟုတ်တယ်မြန်မာကဒါအတင်းကျပ်မောင်းထုတ်တဲ့ဟာအဖြစ်ရှိပါတယ်ဆိုလို့ရှိရင် appeal 9ပါးထိုင်နောက်ဆုံးပေါ့နော်အဲ့ဒါပြန်ပို့ရမယ်အဲ့တော့ကျွန်တော်ဟိုတင်င်္ဂဗျူဟာကိုလည်းသူတို့နဲ့စကားပြောကြည့်တဲ့အခါကျတော့ပထမမှာ pre-trial မှာခင်ဗျားတို့ကကြာသွားပြီဒါပေမဲ့သူတို့ကမှတ်တမ်းတင်တယ်ဒုတိယနဲ့တတိယမှာဟိုပါပေါ့မြန်မာဘက်ကနေလုတ်နိုင်တာရှိပါသေးတယ်အဲ့ဒီအတွက်ဟိုပါပေါ့စိတ်တမကြဘူးပေါ့နော်ကျွန်တော်သူတို့နဲ့လည်းစကားပြောခဲ့ပါတယ်ဟုတ်ကဲ့ခင်ဗျာဘာပဲပြောလေဟိုအခုဆိုရင်3ပါးတိုင်း5ပါးတိုင်း9ပါးတိုင်းလည်းအစစ်အစစ်နေသွားရမယ်ပေါ့ဘာပဲပြောဒီ ICC ကိုတင်လိုက်ပဲအဆင့်ဆိုတာကတော့ဇုံတရားပြဿနာရှိလို့ပေါ့နော်ဟုတ်ကဲ့ဆိုတော့အဲ့လို ICC ကိုတင်ခံရတယ်တို့ ICC ကရေးယူခံရတယ်တို့ဖြစ်တဲ့နိုင်ငံတွေပေါ့နော်ရှိမှာပေါ့နော်အဲ့လိုမျိုး ICC နဲ့ပတ်သက်လာပြီဆိုရင်အဲ့ဒီနိုင်ငံတစ်ခုကဘလို့ရှေ့ဆက်ပြီးတော့ပြဿနာကြီးကြုံရမှာပေါ့နိုင်ငံရေးစီးပွားရေးလူမှုရေးပေါ့နံပါတ်1က ICC အတင်ခံရကြတဲ့ကနိုင်ငံကြီးတိတ်ခါကြပါတယ်ဥပမာပေါ့လူခွင့်ရေးလည်းမလေးစားဘူးလူသားချင်းစာနာမှုလည်းမရှိဘူးဆိုတော့ဟိုပေါ့ဒီ shaming ဟိုအဲ့ဒါတော့မြန်မာပြည်ကရသွားပါပြီဘယ်လောက်ပဲကျွန်တော်ဖက်ကကြိုးစားဒီလူ9သိန်းထွက်သွားတဲ့ကိစ္စမှာကျွန်တော်တို့အပြစ်ရှိတယ်ဆိုတော့အမြင်ကနိုင်ငံတကာမှာရသွားပါပြီဒုတိယကတကယ်လို့ကျွန်တော်တို့ကမြန်မာက ICC အဖွဲ့ဝင်မဟုတ်ပေမဲ့အဲ့လိုအပြစ်တင်ခံရတဲ့အတွက် UN Security Council ကနေဆုံးဖြတ်ချက်တွေချပြီးတော့အရေးယူနိုင်တဲ့လမ်းကြောင်းတစ်ခုတော့ရှိသွားပါတယ်အဲ့ဒါလည်းဟိုခုနကပြောတဲ့လူခွင့်ရေးကောင်စီတို့နောက်ပြီးတော့ခု prosecutor office တို့လည်းအဲ့ဒါကိုပဲသူတို့ကဥတီပြီးတော့လုပ်နေတာဒါပေမဲ့ဖြစ်ဖို့ကတော့ရာခိုင်နှုန်း100မှာ90လောက်တော့မဖြစ်ပါဘူး10ရာခိုင်နှုန်းလောက်တော့ထားပါတော့ဖြစ်နိုင်ချေရှိတယ်ဘာလို့ဆိုဥပဒေလောကမှာအင်္ဂလိပ်လိုပြောတဲ့စကားရှိတယ် it depends on အခြေအနေရပါတော့နော်
PR တွေများလာမယ် PR နေလာမယ်ကျွန်တော်တို့နဲ့တရုတ်နဲ့အဆင်ပြေဘူးရုရှားနဲ့အဆင်ပြေဘူးအဲ့ခါကျရင်ဗီတိုအာဏာတုံးတဲ့လူတွေကမြန်မာပြည်ကိုဒုက္ခပေးလာနိုင်တယ်တစ်ဖက်မှာလည်းမပေးနိုင်ဘူးဘာလို့ဆိုကျွန်တော်တို့ကဆက်ဆံရေးကောင်းတယ်အဲ့ဒီဗီတိုအာဏာပိုင်တဲ့နိုင်ငံ၅ခုထဲမှာကျွန်တော်တို့ဖက်ကရပ်တည်မဲ့လူရှိတယ်ဒါတွေက depends on ဖြစ်လာတယ်နံပါတ်1က shaming ကျွန်တော်တို့တိုင်းပြည်ကနာမည်ပြတ်သွားတယ်တိုင်းပြည်ခေါင်းဆောင်တွေရဲ့နာမည်ပြတ်တယ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပါဝင်အစိုးရခေါင်းဆောင်တွေလည်းဒေါအောင်ဆန်းစုကြည်တို့သမရတို့ကအစပေါ့နော်နာမည်ပြတ်တယ်အဲ့ဒီဟာကတော့ ICC မှာဖြစ်နေကြတခုပါဟုတ်ကဲ့ဒီလိုဖြစ်လာတော့လေဒီလိုဖြစ်လာတော့ဥပမာပြဒီရှေ့လာပေါ့နော်ဟုတ်ကဲ့အခုဆိုရင်ဒီလိုတင်ခံရပြီဗိုလ်ချုပ်မင်းအောင်လှိုင်နဲ့6ယောက်ကိုလည်းဒီလို ICC မှာဒီတင်မှုပြောနေပြီဒေါန်ဆန်းစုကြည်ကိုယ်တိုင်ကိုပဲသူကတိုက်ရိုက်တောင်းမရှိပေမဲ့သူကနိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်ပြီးတော့နိုင်ငံတော်အတိုင်ပင်ခံဖြစ်ပြီးတော့သူ့ရဲ့ဟိုလုတ်ပိုင်ခွင့်ပေါ့နော်ဟိုအာဏာနဲ့ဘာမှဝင်မပြောဘူးဆိုတာမျိုးဖြစ်လာတယ်အဲ့တော့ဒီအခြေအနေမှာလေရှေ့ဆက်ပြီးတော့ဘာတွေဖြစ်လာနိုင်မယ်ဆိုတာကိုနောက်ဆုံးအနေနဲ့ပြောပြပါခင်ဗျဟုတ်ကဲ့အခုချိန်မှာဒီမြန်မာနိုင်ငံဖက်ကနေကြည့်ရင်ဟိုဘောနိုင်ငံတော်အတိုင်ပင်ခံလဲနာမည်ပြပါတယ်ခင်ဗျနိုဘယ်ဆုရှင်လည်းဖြစ်တယ်နောက်ပြီးတော့ Nobel ဆုရှင်ဖြစ်ပြီးတော့လူခွင့်ရေးကိုဟိုပါပေါ့ဂယူမဆိုင်ဘူးဆိုပြီးတော့ဆွဆွဲခံနေရတာဖြစ်တယ်အဲ့ဒါဟာနံပါတ်1ကကျွန်တော်တို့ဘက်မှာ PR အားနေတယ်ဗျဒီခုနကဆရာတို့လိုမီဒီယာတွေပေါ့နော်ဒီနိုင်ငံတကာကိုနားလည်အောင်ပြောနိုင်ဖို့ပြည်သူတွေနားလည်အောင်ပြောနိုင်ဖို့တမတော်ဖက်ကလည်းခုနလိုဒီ Facebook တွေအပိတ်ခံရတယ်သူတို့သတင်းအမှန်တွေလွှင့်နေဟာကိုပိတ်ခံရတယ်ဆိုတာလည်းနိုင်ငံတကာ PR ကိုကျွန်တော်တို့အထိုက်လျောက်မတုံ့ပြန်နိုင်တဲ့ဟာကျွန်တော်တို့ဖက်ကနီးပညာအရာမတုံ့ပြန်နိုင်တဲ့ဟာတွေရှိလာတယ်အဲ့တော့နံပါတ်1ကကျွန်တော်တို့ဟိုဒီနိုင်ငံတော်အစိုးရအနေနဲ့ပြည်တပ်မတော်နေဖြစ်နိုင်ငံတကာဟိုပေါ့ဥပဒေလမ်းကြောင်းအရပြန်လဲပြီးတော့ PR ဟိုပေါ့တုံ့ပြန်နိုင်ဖို့အရေးကြီးတယ် PR ပေါ့နော် public relation ပေါ့အဲ့ဒါအရေးကြီးတယ်နောက်ပြီးတော့ဒီမှာရှိနေတဲ့ media တွေကလည်းနှစ်ဖက်ကိုကြည့်ပြီးတော့ဟိုပေါ့တမတ်နဲ့နိုင်ငံတကာဖြစ်ပြည်တွင်းမဲ့ဖြစ်ပေးနိုင်ဖို့လိုပါတယ်ဘာလို့ဆို ICC ပြောရတဲ့လူတွေကဟာကျွန်တော်တို့ဟိုဘူချုံမှုကြီးနဲ့ဟိုတမတော်6ခုရာရှိ6ခုဟိုနိုင်ငံတကာတရားရုံးကိုထောင်ပို့ပြီးတော့ဟိုလှုပ်တော့မလို့ဆိုတဲ့အယူဆတွေရှိပါတယ်ဒီဟာတွေကိုကျွန်တော်တို့ကဆရာတို့ဘက်ကနေပို့ပြီးတော့ဇောင်းပေးပြီးတော့ပြည်သူတွေလည်းအသိပေးတစ်ဖက်မှာလည်းနိုင်ငံတကာကိုလည်းအသိပေးနိုင်ဖို့လိုပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်တို့ DVB မင်းမြန်ကန်းတဲ့ဆင့်ဟုတ်ကဲ့ပြည်သက်တွေရှင်းရှင်းလင်းလင်းသိသွားအောင်ပေါ့နော်မြန်မာပြည်သူရှင်းရှင်းပြီးတော့ပညာရှင်တူအနေနဲ့ဗာများပြောချင်တာရှင်းအောင်မလဲခင်ဗျနံပါတ်1က ICC ကိုဟိုပါပေါ့ ICC က prosecutor ကျွန်တော်တို့တိုင်းပြည်ကိုဘယ်လောက်ပဲတရားစွဲကျွန်တော်တို့တိုင်းပြည်က ICC အဖွဲ့ဝင်မဟုတ်ဘူး Rome Statute လည်းလက်မှတ်မထိုးထားဘူးဒါပေမဲ့တစ်ချိန်တည်းမှာပဲကျွန်တော်တို့က UN အဖွဲ့ဝင်ဖြစ်တဲ့အတွက် ICC မှာဒီလိုမျိုးဖြစ်တာဟာကျွန်တော်တို့တိုင်းပြည်အတွက်မကောင်းဘူးနာမည်ပြတ်တယ်ပေါ့နော်နိုင်ငံတော်အတိုင်ပင်ခံသမရနိုင်ငံတော်အတိုင်ပင်ခံကာကွယ်ရေးဦးစီးချုပ်နာမည်ဖြတ်လို့ရတဲ့လမ်းကြောင်းတစ်ခုတော့ရှိနေတယ်အဲ့ဒါကိုဖျက်လို့မရအောင်ကျွန်တော်တို့အနေဖက်ကလည်းကျွန်တော်တို့ဒါတွေလုပ်ပါတယ်ပြန်လဲဒီစောက်ရေးတို့ပြန်လဲလက်ခံရေးတို့သူတို့အတွက်လူခွင့်ရေးကိုလိုက်နာတဲ့အနေနဲ့ဟိုပါပေါ့ဒီ Geneva Convention ကိုလိုက်နာတဲ့အနေနဲ့တာဝန်မကြည့်ဘူးလို့ယူဆခံရတဲ့တမတော်ခေါင်းဆောင်တွေတချို့ကိုလည်းအရေးယူခံရတယ်ဆိုတဲ့ဟာတွေနိုင်ငံတကာကိုသိဖို့ကျွန်တော်တို့ဘက်မှာတာဝန်ရှိပါတယ်